င်းမို့လေးထည့်လိုက်ပါမယ်ခင်ဗျာအချင်းကြီးထောင်းထားတာလေးတော့ထည့်လိုက်မယ်နော်ဒီလေးထည့်ပါရုပ်ဒီကြံပတ်လေးတော့အနည်းထည့်ရမယ်နော်ပေးလေးတွေကြေလာပြီးဆိုရင်ခရမ်းညက်လေးတွေထည့်ရမယ်နော်ဒီဖုတ်ပြီးတော့ပါလီလာလေးတောင်းစားဒီလိုပါထည့်လိုက်ရမယ်ခင်ဗျာရတာဆိုတော့တမမို့လေးအနည်းထည့်လိုက်မယ်ဒီလေးအနည်းငယ်ထည့်လိုက်ပါမယ်ဒါရောက်လာပြီးဆိုရင်ရုပ်ဒီဇိုင်းလေးတွေထည့်လိုက်ပါမယ်။ပုံလေးတွေထည့်လိုက်ပါမယ်။ညာတာကအချုံမုတ်လေးအနည်းငယ်ထည့်လိုက်ပါ။ဆေးလို့ရှိရင်လည်းအရင်စားမယ်နဲ့စောစာကြီးလက်လေးရပါလိမ့်ခင်ဗျာ။ဒီဆက်ဆက်လေးနဲ့ရန်ကုန်စားကောင်းတဲ့စောစာကြီးချက်လေးရပါလိမ့်ခင်ဗျာ။နော်။ဒီကျွန်တော်လည်းအားလည်းထိတ်ကြလိုက်ပြီးတော့စားကြည့်ကြမှာ။